So today unit 22ကိုလေ့လာကြမယ်အဲ့တော့ when နဲ့ share နဲ့ဒီပုံစံ2မျိုးပေါ့နော်ဒုတိယပုံစံမျိုးပေါ့အဲ့တော့ပုံမှန် when နဲ့ share နဲ့သင်ခဲ့ပြီအခုဒါနောက်ထပ်ပုံစံတစ်မျိုးပေါ့နော်ဘယ်လိုနေရာတွေမှာသုံးသေးလဲဆိုရင် part A ကိုကြည့်ပါ we do not use well to say what somebody has already arranged or decided to do တစ်စုံတစ်ယောက်ကဒီလို already arranged ဒီလိုပြင်ဆင်ပြီးသားပြင်ပြီးသားစီစဉ်ပြီးသား decided ဆုံးဖြတ်ပြီးသားအကြောင်းအရာတွေမှာ well မသုံးဘူးเนาะfor example Lisa is working next week အဲ့တော့နောက်တစ်ပတ်မှာ Lisa ကအလုပ်လုပ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပြောတဲ့အချိန်မှာ well မသုံးဘူးเนาะpresent continuous ကိုသုံးပြီးတော့ဒီပြောကြရေးကြတယ်ပေါ့နော်အဲ့တော့ are you going to watch TV this evening ဒီလိုမျိုးdecide လုပ်ထားတယ်သူကဟိုဒီ walking ဆိုလို့ရှိရင်လည်း arrange သူအလုပ်မှာသူ interview ဖြေပြီးအလုပ်ကနောက်တစ်ပတ်လာခဲ့ဒီလိုမျိုးပြောတဲ့အချိန်မှာသူတည်တည်ကြပေါက်သွားလုပ်မယ်ဒါမျိုးကို present continuous သုံးတယ်ဒီမှာလည်း are you going to watch TV this evening ဒီညနေ TV ကြည့်မလားလို့မေးရတဲ့အတွက်သူဒီတဆုံးဖြတ်ပြီးပြီလားသူတို့အချင်းချင်းတိုင်ပင်ပြီးတော့ပြောကြတဲ့စကားလုံး conversation တွေမှာဒီ present continuous ကိုသုံးတယ်ပေါ့နော် okay အဲ့တော့ဒါကိုလည်းသင်ပြီးသားဖြစ်ပြီပေါ့နော်အဲ့တော့ we use well to say what we know or believe about the future not what someone has already decided အဲ့တော့ဒီ well ကိုကြတော့ဒီသိတာ belief ကိုသိတဲ့အကြောင်းကိုယုံကြည်တဲ့အကြောင်း future နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးတွေမှာသုံးတယ် decided လုပ်ထားတဲ့အချိန်တွေမှာမသုံးဘူးပေါ့နော်အဲ့တော့ဒါကိုပဲပြန်ပြီးတော့ပြောနေတာအဲ့ for example Kate has her driving test next week အဲ့ next week မှာ driving test Kate ကဖြေရမယ်ပေါ့နော်သူ့မှာဖြေစရာရှိရယ် Chris and Joe are talking about it ဒီအကြောင်းကို Chris နဲ့ Joe ကပြောနေတယ်အဲ့မှာ do you think Kate will pass နောက်တစ်ယောက်ကပြန်ပြီးတော့လာပြန်တယ် yes she's a good driver she'll pass easily အဲ့တော့ Chris ကဖြစ်စေChris က Joe ကိုမေးတယ်ပေါ့နော် do you think Kate will pass အဲ့တော့ Kate pass ဖြစ်မယ်အောင်မယ်ဒီ driving test ကိုpass ဖြစ်မယ်လို့ထင်လားအဲ့ဒီအချိန်မှာ present continuous မသုံးဘဲနဲ့ well နဲ့ share ကိုသုံးပြီးတော့မေးတယ်ဘာလို့လဲဆိုတော့ဒီဟာက a future about ကိုသူတို့က believe know ဒီလိုမျိုးအဓိပ္ပာယ်နဲ့ပေါ့နော်သိရတာသိလားဒါမှမဟုတ်ယုံလားသူအောင်မယ်လို့ယုံလားဒီလိုပုံစံမျိုးနဲ့မေးနေတဲ့အခါကျတော့သူက well ကိုသုံးတယ်ပေါ့နော်အဲ့ဒီမှာပြန်ဖြေရတဲ့သူကလည်း she's a good driver she'll pass easily သူကယုံကြည်ရဲ့သူမက good driver ဖြစ်တဲ့အတွက်လွယ်လွယ်ကူကူကိုအောင်မှာအဲ့လိုမျိုးပြောတဲ့အတွက်ဒီမှာ well နဲ့ share ဒီလိုမျိုးတွေသုံးတယ်ပေါ့နော် okay အဲ့တော့ shall ကဘယ်လိုသုံးလဲဆိုတာရှိသေးတယ်ပေါ့နော်အဲ့တော့Joe believes that Kate will pass the driving test ခုနပြောတဲ့အတိုင်းပဲ he is predicting the future အတိတ်ဘာလဲ future ကအနာဂတ်ကာလကိုကြိုတင်ခံမှန်းနေရပေါ့နော် predict လုပ်နေတဲ့အတွက်ကြောင့်မို့လို့ believes ဖြစ်တဲ့သဘောတရားနဲ့ဒီ well ကိုသုံးတယ်ပေါ့နော် okay အဲ့တော့ when we predict a future happening or situation we use well won't အဲ့တော့ future ကို predict လုပ်တဲ့ဒီ future အနာဂတ်မှာဒီ happening or situation တစ်စုံတစ်ခုအခြေအနေဒါမှမဟုတ်ရင်တစ်ခုဖြစ်သွားမယ်ဆိုတဲ့အနေအထားတွေကို predict လုပ်တဲ့အချိန်မှာ well လို့ won't လို့သုံးတယ်ပေါ့နော်အဲ့တော့ဒီအောက်က more example တွေတခြားဒီနောက်ထပ် example တွေကြည့်မယ်ဆိုရင် they've been away a long time အဲ့တော့ when they return they'll find a lot of changes here အဲ့တော့သူတို့ away ကိုဥပမာ hometown ကနေပြီးတော့တနေရာကိုထွက်သွားတာပဲဖြစ်ဖြစ်foreign ကိုပြောင်းသွားပြီအဲ့လိုမျိုး a long time အကြာကြီးဒီ away ကိုထွက်သွားပြီးချိန်မှာပြန်လာတော့ they'll find a lot of changes သူတို့ဒါပြန်လာရင်နေရာတွေအလုံးဟလာတိုးတက်တာတို့အစာအုပ်တွေပြောင်းလဲသွားတာဒါမျိုးတွေကိုတွေ့ရတော့မယ်ဆိုတော့ predicting လုပ်ပြီးတော့ပြောလိုက်တဲ့အတွက် they will find a lot of changes here ပေါ့နော်အဲ့တော့ second sentence ကတော့ where will you be this time next year next year မှာ future ကိုပြောရတဲ့အတွက် where will you be in this time next year နောက်နေ့ဒီလိုချိန်ဘယ်မှာရှိနေမှာလဲ so I'll be in Japan ဆိုတော့အနာဂတ်ကို believe လုပ်ပြီးပြောတယ်သူ Japan သွားဖို့ arrange လုပ်ပြီးတော့ဒီလိုမျိုး predict လုပ်ပြီးတော့ပြောနေတဲ့အချိန်မှာဒီ well ကိုသုံးတယ်ပေါ့နော်အဲ့တော့ that plate is hot ဒီ plate ပြားကပူတယ် if you touch it you'll burn yourself အဲ့တော့ထိလိုက်ရင်ပူသွားလိမ့်မယ်ကိုယ့်အကိုအပူလောင်ပြီးသားဖြစ်သွားလိမ့်မယ်အဲ့တော့မထိနဲ့ပေါ့နော်အဲ့တော့ဒါဒီထိလိုက်ရင်ဖြစ်မယ်လို့လန့်ပြောတဲ့အတွက် well ဒီသုံးသွားတယ်ပေါ့နော် okay အဲ့တော့ Anna look completely different now you won't recognize her Anna ကလုံးဝကိုအခုပြောင်းလဲသွားပြီမတူတော့ဘူးရင်နဲ့ you won't recognize သူမကိုမှတ်မိမှာမဟုတ်ဘူးဆိုတော့အဲ့တော့ believe လုပ်ပြီးတော့ဒီသူသိတဲ့အကြောင်းကိုပြောတဲ့အခါကျတော့ future မှာတွေ့လို့သာရှင်တွေ့ရင်မှတ်မိမှာမဟုတ်ဘူးအဲ့လိုမျိုးပြောတာပေါ့နော် okay
အဲ့တော့ won't ကိုသုံးတယ်ပေါ့နော် when will you get your exam result exam result ကဘယ်တော့ရမှာလဲဘယ်ချိန်ရမှာလဲဒီလိုမျိုးမေးတဲ့အခါမှာလဲ will ကိုသုံးတယ်ပေါ့နော်အဲ့တော့ compare လုပ်ကြည့်အောင် I think James is going to the party on Friday အဲ့တော့တောက်ကြနေ့မှာ party ကို James ကသွားမယ်လို့ဒါသူဒီ already decided ဖြစ်တဲ့အတွက်ဒီမှာ present continuous tense သုံးပြီးတော့ I think James will go to the party on Friday ဒါဒီသူကသွားလိမ့်မယ်လို့ထင်တယ်လို့ပြောတဲ့အချိန်မှာ will go ကိုသုံးလိုက်တယ်ဆိုတော့ဒီနှစ်ခုဘာကွာလဲဆိုတော့ तू ကသူဒီသွားမယ်လို့စီစဉ်ထားတယ်ဆိုလို့ရှိရင် is going လို့ပြောမယ်ပေါ့နော်သူကတရားရောက်ကဥမာဒီ James ကလာသူ့ကို I think ဆိုလဲကိုပေါ့နော်အဲ့လိုသွားမယ်လို့ပြောထားတယ် decided လုပ်တယ်လို့ပြောထားတယ်ဆိုလို့ရှိရင် is going လို့သုံးပြီးတော့သူသွားမယ်မထင်နဲ့လို့ပြောတဲ့အချိန်မှာ will go ကိုသုံးတယ်ပေါ့နော် okay အဲ့တော့ဒီနှစ်ခု compare လုပ်တာနားလည်ရပါပြီ part B မှာ we often use will with probably ဒီ I'm sure ဘယ်လိုမျိုးရေးကြမလဲအဲ့တော့ I'll probably be home late tonight ဒီညအိမ်ကိုပြန်တာတေချာပေါက်နောက်ကြမယ်ဆိုဒီလိုအချိန်တွေမှာ probably ကြတော့ဒါတေချာပေါက်တေချာတလောက်ရှိရဲ့ adverb ပေါ့နော်အဲ့ adverb ကိုသုံးပြီးတော့ I'll probably be home late tonight ဒီညအိမ်ပြန်တာနောက်ကြမှာတေချာတလောက်ပဲအဲ့ဒီတေချာတလောက်ပဲဆို 100% တော့မဟုတ်ပေမဲ့နောက်ကြမယ်လို့ပြောတာပေါ့နော် okay အဲ့တော့ I'm sure don't worry about the exam I'm sure you'll pass အဲ့တော့ I'm sure ကိုသုံးပြီးတော့ဒီ will ကိုသုံးပြီးရေးရပေါ့နော်အဲ့တော့ဒီလိုမျိုးရှိရ I'm sure I think I don't think I wonder ဒါရင်းနဲ့ပတ်သက်ပြီးတော့ရေးတဲ့အခါမှာ will ကိုသုံးပြီးတော့ often ကိုမကြာခဏoften use wills ပေါ့နော်ဒီ will ကိုမကြာခဏသုံးတယ်ပေါ့နော် okay အဲ့တော့ I'm sure don't worry about the exam I'm sure you'll passအဲ့တော့စာမေးပွဲနဲ့ပတ်သက်ပြီးမစိုးရိမ်နဲ့နင်းအောင်မယ်ဆိုတာသိကြပေါ့ပဲငါသိချတယ်ငါပြောရတဲ့ဒီလိုမျိုးပေါ့နော် I think do you think Sarah will like the present we bought her အဲ့တော့ငါတို့ဝယ်ထားတဲ့ present ကိုလက်ဆောင်ကို Sarah ကကြိုက်မယ်လို့ထင်လားဒီလိုမေးတဲ့အခါမှာ well ကိုသုံးတယ်ပေါ့နော်အဲ့တော့ I think do you think လို့ဆို okay အဲ့တော့ I don't think မှာဆိုလဲ I don't think that the exam will be very difficult စာမေးပွဲကတော့အရန်ကြီးခက်ခဲမယ်လို့မထင်ဘူးဆိုတော့လွယ်လောက်ပါတယ်ပေါ့နော်လို့ဒီဘက်နဲ့ပြောရဲ well the future ကို predict လုပ်တာ I wonder what will happen အဲ့တော့ဘာဖြစ်မယ်ဆိုတာကိုသိချင်တဲ့အခါမှာဒီ Susan နဲ့ပေါ့နော် wonder ဆိုတာတော့အဲ့တော့သူဒီ predict future ကိုပြောတဲ့အတွက်ဒီမှာလဲ well ကိုသုံးတယ်ပေါ့နော် after I hope we generally use present I hope နဲ့ပတ်သက်ရင်တော့ present ပဲသုံးတယ် for example I hope Kate passes the driving test အဲ့တော့ဒီမှာကျတော့ I hope အဓိပ္ပာယ်တွေကတူပေမဲ့ဒီ I hope နဲ့ပြောရင်တော့ present simple ကိုသုံးတယ်ပေါ့နော် I hope it doesn't rain tomorrow မနေ့ပြန်မှာအကြောင်းပြောပေမဲ့လည်းဒီမှာ present simple သုံးတယ်။ဘာကြောင့်လဲဆို I hope နဲ့သုံးတဲ့အခါ I hope ပဲနောက်မှာဆိုရင် okay နော်။ဒါလေးသတိပြုရမယ်ပေါ့။အဲ့တော့နံပါတ် part C ကတော့ဒီ generally we use well to talk about the future but sometimes we use well to talk about now တခါလေးမှာgenerally ကတော့ရေးပြအဖြစ်တော့ future ကိုပြောရင် well ကိုသုံးပေမဲ့တခါတလေမှာတော့ now ကိုပြောရင်လည်း well နဲ့သုံးတယ် for example ပေါ့နော် don't phone Amy now she'll be busy ဒီတိတ်ပဲပါလဲဆိုတော့ Amy ကိုဖုန်းမဆက်နဲ့အခုဖုန်းမဆက်နဲ့သူ busy ဖြစ်နေလောက်တယ်ဆိုတော့ meeting ဖြစ်နေစေဒါမှမဟုတ် busy ဖြစ်နေမယ်အဲ့လိုမျိုးပြောတဲ့အချိန်မှာဒါဒီ now ကိုပြောတာမနေ့ပြန်မှာအကြောင်းလည်းမဟုတ်ဘူးညနေမှာအကြောင်းလည်းမဟုတ်ဘူးတိုးတော့ဒီ predict လုပ်တာဖြစ်တဲ့အတွက်ဒီနေရာမှာလည်းwell ကိုသုံးတယ်ပေါ့နော်အဲ့တော့ part D ကိုကြည့်အောင် normally we use shall only with I and we အဲ့တော့ပြောရအောင်မယ်ဆိုတာက I နဲ့ we ကိုဒါလည်း shall သုံးတယ်ပေါ့နော် normally ပုံမှန်အဲ့တော့ you can say I shall or I will we shall or we will အဲ့တော့ we shall လည်းသုံးလို့ရတယ် we will လည်းသုံးလို့ရတယ်တိုးတော့ share ကိုတခြားစကားလုံးတွေနဲ့မသုံးဘူးเนาะအဲ့တော့ I shall be late this evening or I will be အဲ့တော့ I shall be လည်းသုံးလို့ရတယ် we shall လည်းသုံးလို့ရတယ်ဒီ share ဆိုတဲ့စကားလုံးဒီ I နဲ့ we နဲ့ဒါတွဲသုံးတယ်ပေါ့เนาะဒါလေးသိပြီဆိုရင်တူတူပဲ well သုံးလို့ရတယ်အဲ့တော့ in spoken English we shall probably go to Frank's in June in spoken English we normally use I'll and will so ဒီပဲဒီ shall လည်းဖြစ်မယ် will လည်းဖြစ်မယ်เนาะအဲ့တော့ we will ဆို shall လည်းနောက်မှာ L နှလုံးနဲ့ဆိုတော့ဒါအတူကောင်းနေရေးကြပါเนาะ will probably go to friends the negative of the shall not or မဟုတ် shall not ရေးလိုက်ရတယ်ဒါမှမဟုတ်လို့ရှိရင်shall not ဒါမှမဟုတ်လို့ရှိရင် shan't ပေါ့เนาะအဲ့တော့ shan't I shan't be here tomorrow or I won't be ဒီနောက်တစ်ခုကတော့ we do not normally use shall with တော့ခုနပြောလို့ပဲ he she it you they ဒီလိုစကားလုံးတွေနဲ့မသုံး I and we ရဲ့လို့တခြားစကားလုံးတွေနဲ့ share ကိုတွဲမသုံးဘူးเนาะအဲ့တော့
she will be very angry ဒီလိုမျိုးဒီလိုမျိုး she နဲ့သုံးမယ်ဆိုရင်တော့ she will be very angry အဲ့မှာ share သုံးလို့မရဘူးเนาะ okay အဲ့တော့ဒီ unit 22ရဲ့ lesson ကတော့ဒီထိပါပဲ exercise ကတော့နောက်တစ် video မှာကြည့်ပါ thank you so much bye bye